တိလို့ချင်တာပေါ့ဘိုးတိလေးပြန်လို့ချင်တယ်အသက်ပဲနေလဲဘိုးဘိုးအသက်ပဲနေလဲ93နော်တရားပြေးဖို့9နှစ်ပဲ ဖေရအသက်ရှင်ကိုပြီးရတာဟာအတူကြံစီ မမီလားကိုနှစ်ချင်းခံနေမမီလား ကျောင်းသွားရှိတယ်ဒီကလည်းမြင် ဘယ်နှစ်ရှိပြီလဲနှစ်ချင်းခံလား 10နှစ်လောက်ရှိပြီ ဟာဆယ်နှစ် တန်သွားတယ်အဲ့ကျော် 2018ဆိုတော့10နှစ်ပဲပြည့်သေးဘူး ဘာလို့လဲမကောက်ဘူးလေဒီပြောင်းလာ မဟုတ်ဘူးနှစ်ချင်းကတော့လို့လား နှစ်ချင်းခံ ဟိုမှာနှစ်ချင်းခံလာဒီမှာမကံပါလေဝင် 2018 တော့ဝင်လာတော့ကြာပြီ ဟုတ်ပဲဟုတ်ပဲ2018ဟုတ် ယုံကြည်ဒီလောက်လာတော့ကြာပြီတော်ဝဲမှာလေမကြည့်လို့နဲ့လေ အဲ့နှစ်ချင်းကလား